ဟေးလူတွေငါဥပကွာဒီနေ့ငါကိုယ်တိုင်ငါ့ကိုဘယ်လိုချက်ရမလဲပြပေးမယ်ဟာငါဥဖြစ်နေရကိုငါကိုယ်တိုင်ရှင်းပြနေတာထူးဆန်းတယ်မလားပထမဆုံးငါ့ကိုအေးတွေရေးတွေထည့်လိုက်ပါ။အိုးမစိုးနော်တကယ်တော့စပါလေးသွားထားတယ်လို့ပဲဘဝမှာဒရာမာကြီးမစခင် self care လေးလုပ်နေတယ်လို့အခုတော့ရေနည်းနည်းပူလာပြီဒါမဲ့ငါအဆင်ပြေမဲ့ထင်တယ်နော်ပူတာတော့တော့ငါခံနိုင်တယ်โอเคပွက်လာပြီနည်းနည်းတော့ကြောက်တယ်ဒါပေမဲ့ငါအားရှိတယ်ငါကဥပါဒါကငါရဲ့ destiny ပဲအခုတော့မကြောက်တော့ဘူးအမေတင်ပေးထားသလိုတိတ်တိတ်လေးနေမယ်အေးဆေးစောင့်မယ်ဖြစ်လာမယ့်အရာကိုလက်ခံမယ်အချိန်တိုင်းငတ်တံဖို့ငါတိလာမယ်ဒါရေမိမရေးရချက်ရှိတယ်တနေမင်းပြေဆုံးလာမယ်ဟုတ်တယ်မေငါလုပ်မယ်โอเคရေခဲရွေချိုးခွဲတယ်ကျေးဇူးပဲဗျလိုအပ်နေတာကိုကျွန်တော်စိတ်ဝိညာဉ်တစ်ခုလုံးစူပွဲကုန်ပြီအခုတော့ကြောက်ခဲလီလိုအေးဆေးသွားပြီပြီးရင်အခွမ်းကိုဖြည်းဖြည်းချင်းညီညင်သားသားခွာမမြန်နဲ့ကျွန်တော်တာဝန်ကြည့်ပြီ